မင်္ဂလာပါရှင်ကျမတို့ရဲ့ device page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ arrival guide လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပရိသတ်များရှင်မေလကစပြီးတော့ထိုင်းလာမယ်ဆိုရင် arrival guide ကြိုဖြစ်ဖို့မမေ့ပါနဲ့နော်မေလ1ရက်နေ့ကနေစပြီးတော့ထိုင်းနိုင်ငံကိုလေကြောင်းကုန်ကြောင်းရေကြောင်းဘယ်လမ်းကြောင်းကပဲလာလာ arrival guide ကြိုတင်ဖြစ်ရတော့မှာပဲဖြစ်ပါတယ်arrival guide ကို digital arrival guide အဖြစ်ပြောင်းလဲသုံးစွဲသွားမှာဖြစ်ပြီးရခိုင်ထိုင်းနိုင်ငံကိုဝင်ရောက်တဲ့အခါဖြစ်ရတဲ့ TM6 စာရွက်အစား online စနစ်ကိုပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။သတိပြုရမှာကတော့ထိုင်းကိုမရောက်ခင်3ရက်အတွင်းကြိုတင်ဖြစ်သွင်းထားရမှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲက Google ဒါမှမဟုတ် Chrome ထဲကိုဝင်ပြီးတော့ tdac.immigration ဆိုပြီးတော့ရိုက်ရှာရပါမယ်။ပြီးရင်အထဲကိုဝင်လိုက်ပါ။ဝင်ပြီးရင်ဒီလိုလေးကြားလာရင်တော့ verify you are human ကိုအမှန်ချစ်ပေးလိုက်ပါပြီးရင်တော့ arrival guide ကိုနှိပ်ပေးလိုက်ပါဒီနေရာမှာကိုယ့်ရဲ့ passport စာအုပ်ထဲကအချက်အလက်တွေကိုမှတ်ကန်စွာဖြည့်ပေးရမှာဖြစ်ပါတယ် personal information in passport family name နေရာမှာကိုယ့်ရဲ့နာမည်ကိုထည့်ပေးရပါမယ်ဥပမာသူရနိုင် first name မှာကိုယ့်ရဲ့ရှေ့ကနာမည်ကိုထည့်ပေးရပါမယ်ဥပမာသူ middle name နေရာမှာတော့ကိုယ့်ရဲ့အလယ်ကနာမည်ကိုထည့်ပေးရပါမယ်ဥပမာရနိုင် passport number မိမိရဲ့ passport number ကိုထည့်ပေးရပါမယ် nationality and citizenship နေရာမှာတော့မြန်မာလို့ထည့်ပေးရပါမယ် personal information date of birth နေရာမှာမိမိရဲ့မွေးနေ့မွေးလမွေးရက်ကိုထည့်ပေးရပါမယ် occupation နေရာမှာကိုယ့်ရဲ့လက်ရှိဘာအလုပ်တွေလုပ်နေလဲလက်ရှိလုပ်နေတဲ့အလုပ်ကိုထည့်ပေးရပါမယ်ကဏ္ဍနေရာမှာတော့ယောက်ျားမိန်းမရွေးချယ်ပေးရပါမယ် visa နံပါတ်နေရာမှာကိုကထိုင်းနိုင်ငံကိုဘယ် visa နဲ့ဝင်ပါလဲဥပမာကျောင်းသား visa ဆိုရင်တော့ ED လို့ထည့်ပေးရပါမယ် country of residence နေရာမှာမြန်မာလို့ထည့်ပေးရပါမယ် city and state of residence နေရာမှာကိုကရန်ကုန်မှာနေရင်ရန်ကုန်လို့ထည့်ပေးရပါမယ်ကရင်ပြည်နယ်ဆိုရင်ကရင်ပြည်ကိုရေးပေးရပါမယ်ဖုန်းနံပါတ်နေရာမှာတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရပါမယ်အောက်မှာလည်းအတူတူပါပဲပြီးရင်တော့ continue ကိုနှိပ်ပေးလိုက်ပါ trip information arrival information day of arrival နေရာမှာကိုပထမဦးဆုံးထိုင်းနိုင်ငံထဲကိုဝင်မယ်ခုနှစ်လရက်ကိုထည့်ပေးရပါမယ် country where you boarded နေရာမှာကိုကဘယ်နိုင်ငံကနေဝင်လာမလဲဆိုတာကိုထည့်ရပါမယ်ဥပမာမြန်မာပြည်ကနေဝင်မယ်ဆိုရင်မြန်မာလို့ထည့်ရပါမယ် purpose of travel နေရာမှာကိုကဘာကြောင့်ထိုင်းနိုင်ငံကိုသွားရတာလဲအဲ့ဒီအကြောင်းကိုထည့်ပေးရပါမယ်ဥပမာအလဲဆိုရင် visit လို့ထည့်ပေးရမယ် mood of travel နေရာမှာတော့ကိုကထိုင်းနိုင်ငံထဲကိုဘယ်လမ်းကနေဝင်မလဲဆိုတာထည့်ပေးရပါမယ်ဥပမာလေယာဉ်ကနေဝင်မယ်ဆိုရင် L ကိုရွေးချယ်ပေးရပါမယ် mood of transport နေရာမှာကိုကလေယာဉ်လက်မှတ်ကိုဘလို့မျိုးစားတွေကဖြတ်ထားတာလဲအဲ့ဒါကိုထည့်ရေးပေးရပါမယ်ကျမကတော့ရိုးရိုးပဲဖြတ်ထားတာဆိုတော့ others please specify ကိုပဲရွေးချယ်လိုက်ပါမယ်ပြီးတော့ဒီနေရာမှာကိုကဘယ်လေယာဉ်စီးပြီးလာတာလဲထိုင်းနိုင်ငံကိုအဲ့ဒီလေယာဉ်နာမည်ထည့်ပေးရပါမယ်ကျမကတော့ Air Asia စီးပြီးဝင်မှာဆိုတော့ Asia ကိုပဲထည့်လိုက်ပါမယ် flight number နေရာမှာလေယာဉ်နံပါတ်ကိုထည့်ပေးရပါမယ်ဥပမာ FT253 departure information date of departure နေရာမှာကိုထိုင်းနိုင်ငံကပြန်ထွက်မဲ့ခုနှစ်လရက်ကိုထည့်ပေးရပါတယ် mood of travel နေရာမှာလဲကိုကဘာနဲ့ပြန်มาလဲအဲ့ဒါကိုထည့်ပေးရပါမယ်ကျမကတော့လေယာဉ်နဲ့ပဲပြန်มาဆိုတော့အဲကိုပဲရွေးချယ်လိုက်ပါမယ်ဒီနေရာမှာလဲအပေါ်ကဖြည့်ထားတာနဲ့အတူတူပါပဲ others ကိုပဲရွေးချယ်လိုက်ပါမယ်ဒီနေရာမှာလဲအဲအေရှာကိုပဲစီးမှာဆိုတော့အဲ့ဒါကိုထည့်ရပါမယ်ပြီးတော့လေယာဉ်လက်မှတ်ကိုထည့်ပေးရပါမယ် accommodation information type of accommodation in Thailand နေရာမှာကိုကဘယ်မှာတဲမှာလဲကိုတဲမဲ့နေရာကိုထည့်ပေးရပါမယ်ကျမကတော့ဟိုတယ်မှာပဲတဲမှာဆိုတော့ဟိုတယ်ကိုပဲရွေးချယ်လိုက်ပါမယ် province နေရာမှာ province ကိုထည့်ပေးရပါမယ်ကျမကတော့ချင်းမိုင်ကိုပဲရွေးချယ်လိုက်ပါမယ် district areas နေရာမှာတော့ district ကိုထည့်ပေးရပါမယ်ကျမကတော့ချင်းမိုင်ကိုပဲရွေးချယ်လိုက်ပါမယ်ပြီးတော့ sub district sub areas နေရာမှာ sub district ကိုထည့်ပေးရပါမယ်ကျမကတော့ Frasin ကိုထည့်ပေးပါမယ်ပြီးတော့ postcode စာလိုက်နံပါတ်ကိုထည့်ပေးရပါမယ်ပြီးတာနဲ့ address နေရာမှာအပေါ်ကကိုတဲမဲ့ဟိုတယ်ရဲ့လိပ်စာတွေရဲ့ထည့်ပေးရပါမယ်ရှင်ဟုတ်ကဲ့ပါဒီနေ့ကျမပြောပြပေးခဲ့တာလေးကတော့ထိုင်းနိုင်ငံမှာမကြခင်ကမှစီကံအသစ်ထုတ်လိုက်တဲ့ arrival guide အကြောင်းလေးကိုပြပြပေးသွားတာပဲဖြစ်ပါတယ်ကျမတို့ရဲ့ device page လေးကနေအခုလိုမျိုးခရီးသွားရေးရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအစင်မပြတ်တင်ဆက်ပေးနေတာမို့လို့ page လေးကို following လုပ်ပေးသွားကြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်